ကျွန်တော်ကိုယ်လည်းဒီအမှားတွေမှားခဲ့ဘူးတယ်ဒါပေမဲ့ကိုကအဲ့ဒါကိုသိရချင်အစားပြီးတော့ဒါလေးတွေကိုသတိထားရတဲ့အခါမှာပို့ပြီးစနစ်ကျပြီးတော့အလေးနဲ့နည်းသွားတယ်ပေါ့နော်အားလုံးမင်္ဂလာပါဒီနေ့မှာကျွန်တော်မကြခင် training လေးတစ်ခုရှိတယ်ဗျအဲ training မစခင်မှာမိတ်ဆွေတို့ကိုကျွန်တော်ထုံးတဲ့နိုင်warehouse နဲ့ပတ်သက်တဲ့မှားလေးရှိတဲ့အမှားလေးတွေဒီ tips လေးအကြောင်းကျွန်တော်ပြပြချင်တယ်နံပါတ်1ကတော့ကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ကိုယ်တော်သမားတွေမှားလေးရှိတဲ့အမှားတစ်ခုပေါ့နိုင်ငံတကာ warehouse တွေမှာကျွန်တော်သတိမထားမိဘူးဒါပေမဲ့ပြည်တွင်းက warehouse တွေမှာအများနဲ့အဲ့အမှားရှိအဲ့ဒါဘာကြောင့်လဲဘာတွေမှားလဲဆိုတော့ကျွန်တော်ပြပြမယ်နော်အဲ့ဒါနှစ်ခုရှိတယ်ဗျတစ်ခုကကျတော့ကျွန်တော်တို့ပြည်တွင်းကကိုယ်တော်နေမှာဖြစ်လို့ရှိတဲ့အမိုက်တွေပွားနောက်တစ်ခုကကျတော့ကိုယ်တော်ထဲမှာရှိတဲ့နေရာတွေကိုတည်ကြအသုံးမချတာဒါပစ္စည်းနေရာထားတာတွေလွဲတာပေါ့နော်အဲ့ဒါကကျွန်တော်ပြည်တွင်းမှာရှိတဲ့ကိုယ်တော်သမားတွေဘာကြောင့်မှားလဲဆိုတော့ကျွန်တော်တို့ရဲ့ကြီးပြင်းလာခဲ့တဲ့ lifestyle တွေ culture တွေဒါတွေကဒီကိုယ်တော်မှာလှုပ်တဲ့ပုံစံအများကြီး shape လုပ်တယ်အဲ့ဒါမိတ်ဆွေတို့နည်းနည်းထူးဆန်းသားလားမသိဘူးကျွန်တော်ရှင်းပြပေးမယ်နံပါတ်1အမှားကဘာလဲဆိုတော့ဗျာကျွန်တော်တို့ကငငယ်တော့အဲ့ဒီအမှိုက်စုတဲ့အလေးထားကိုမသိမသာလေးသင်ထားခဲ့ဘူးလေအဲ့ဒါဘာလဲဆို generation နဲ့ဆိုင်တယ်အခုဒီဗီဒီယိုကြည့်နေမိတ်ဆွေတွေကကျွန်တော်တို့ generation 2ပဲနေမှာပါအခုချိန်မှာ warehouse ကို manage လုပ်နေတဲ့သူတွေဆိုတော့လေအဲ့တော့ကျွန်တော်ငငယ်တော့ကဒီအမေတွေဖွားတွေကအိမ်မှာဆိုရင်အဲ့လိုပစ္စည်းလေးတွေဝယ်လာပြီးအဲ့ဘူးလေးတွေသိမ်းနေကြွကြွအိတ်လေးတွေခောက်သိမ်းနေနော်အဲ့လိုမျိုးကျွန်တော်တို့ကပစ္စည်းတွေကိုအလေးလေးမဖြစ်အောင်ပေါ့ဗျာနော်တေးချာလေးသိမ်းတဲ့ဒီအလေးထားရနေကျွန်တော်တို့ကကြီးပြင်းလာကြတာပေါ့အဲ့ဒါတွေနဲ့ကအလုပ်ရောက်တဲ့အခါမှာသူက warehouse ကိုရောက်သွားတဲ့အခါမှာဘာသွားကြုံရလဲဆိုတော့ဒီကိုရိုနဲမှာမလိုတဲ့ဘူးကွန်တွေဖော့တွေအမိုက်တွေတွင်ကျွန်တော်တို့ချက်ချင်းမပြစ်နိုင်အဲ့ဒါကျွန်တော်တို့နံပါတ်1မှာပဲဘာလဲဆိုတော့ငငယ်တုန်းကကိုရဲ့အိမ်မှာအမေတွေဖွားတွေနဲ့ဒီဘူးလေးတွေသိမ်းလို့ပဲဒီအမိုက်လေးတွေကိုမသိမသာကျွန်တော်တို့သိမ်းအဲ့တော့အဲ့လိုသိမ်းတဲ့အမိုက်တွေက accumulate ဖြစ်လာများလာတယ်ပေါ့အဲ့တော့အချိန်ကြာတဲ့အခါမှာကိုရိုနဲမှာနေရာမရှိတော့ဘူးတမိုးရှိတဲ့နေရာတွေဒီအမိုက်တွေကြောင့် waste ဖြစ်သွားတယ်ဒါနံပါတ်1မှာပဲအဲ့တော့ကျွန်တော်တို့ကမိုက်တွေကို sort လုပ်ပြရမယ်တကယ်ပဲကိုယ်ကပြန်သုံးပါလားပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ 5S ဒီလန်ရှိတာဖြစ်တယ်တကယ်သုံးမယ်ဆိုရင်အဲ့သုံးမဲ့ဟာတွေကို category ခွဲလိုက်ကတ်ထုပ်ကို baby strap ဒီကြိုးတွေပေါ့နော်ဒါမှမဟုတ် plastic ခွဲကျန်တဲ့အမိုက်တော်တော်များများကလွတ်ပြတဲ့အဲ့ဒီ practice တွေကျွန်တော်ပြန်မွေးပြီးတော့မှငငယ်တော့အမိုက်စုခဲ့ဒီအလေးထားဟောင်းလေးတွေကိုဖယ်မယ်ဆိုရင်မိတ်ဆွေကတော့အမိုက်ပိုနဲသွားမယ်မလိုတဲ့နေရာတွေကျွန်တော်မသုံးပြတာဖြစ်တဲ့အတွက်လိုတဲ့နေရာတွေအတွက်ပိုပြီးနေရာရလာဒါကနံပါတ်1မှာနဲ့လောက်ရမယ့်ဟာလေးပဲနောက်တစ်ခုကဗျာကျွန်တော်တို့ဒီ generation ကငယ်စဉ်ကတိတ်အဆင်ပြေကြတာဗျာဥပမာကျွန်တော်ဆိုလည်းငယ်ကတိတ်အဆင်မပြေဘူးပြီးတော့အိမ်မှာအရာအားလုံးကိုဒီ ration နဲ့ပေါ့နော်ဒီလိုချွေရတယ်ပြူးဆိုင်ရတယ်ပေါ့အလေးလုံးတိတ်မရှိအောင်ပေါ့နော်အဲ့ဒီအလေးထားတွေကအဲ့ဒီအလေးထားတွေနဲ့ကြီးပြင်းခဲ့တဲ့သူတွေကအလုံးမှာဘယ်လိုသွားပြီး shape ဖြစ်လဲဆိုရင်ဥပမာကျွန်တော်တို့ကို corner ပုံတစ်ခုပေးရဆိုပါစို့နော် corner ပုံတစ်ခုပေးတယ်item A ထည့်မယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီ A ကိုတစ်ချမ်းလောက်လေးကျွန်တော်တို့ယူပြီးထည့်လိုက်တယ်။ဘာလဲဆိုတော့ဒီတစ်ခုလုံး A မပေးချင်ပေးလိုက်တယ်ဆိုရင်လည်းဟိုအလင်းလင်းဖြစ်မှာစိုးတယ်။စောနာပြောသလိုငငယ်တော့တခုဆိုရင်အလင်းလင်းဖြစ်မှာကြောက်တဲ့စိုးရင်းတဲ့စိတ်ကပါနေရော။အဲ့တော့တစ်ချမ်းပေးဘီလန် B လုံးမှာပဲဆိုအဲ့မှာပြီးတော့နောက် B လာတော့ B လေးတက်ပေး။အဲ့တော့ A မှာထားတယ် B မှာထားတယ်။အဆင်ပြေတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ပြဿနာက inventory နဲ့ပတ်သက်ပြီးတော့နော်နေရာကိုကျွန်တော်တို့က plan တဲ့အခါမှာစောနာလိုချွေတာတဲ့နှမျောတဲ့စိတ်နဲ့ plan တာဖြစ်တဲ့အတွက်လုံးဝတကယ်ကောင်းတဲ့ plan နေမရအောင်အဲ့ဒီစာဘယ်လို plan ရမလဲဆိုရင်ကျွန်တော်တို့ကဒီပစ္စည်းကဘလောက်များမှာလဲပေါ့နော်အဲ့ဒီ volume ကိုကျွန်တော်တို့ကအရင် predict လုပ်ရတယ်သိအောင်လုပ်ရတယ်မေးမြန်းရတယ်အစားရှိတဲ့ကိုကစကားတွေပြောရတယ် warehouse မှာကျွန်တော်တို့ကတခြား department တွေနဲ့စကားပြောရတယ် management နဲ့စကားပြောရတယ်တထေးကိုဘလောက်မှာထားသေးလဲဘလောက်လာဖို့ရှိတယ်ကိုကအလုပ်တစ်ခုဝင်နေဆိုလဲအဲ့ဒီကုမ္ပဏီမှာ okay ကျွန်တော် pc ကအယောင်းအဆောင်လဲဒီ pc က inventory အပြင်ဘယ်လောက်ရှိတယ်လဲအဲ့ဒါကိုသိတော့မှကိုကစနလို့တစ်ချမ်းစီပေးမှထက် corner ပုံတစ်ပုံပေးရဆိုရင်ဒါကို A ပဲထားမယ်ဘာလို့လဲဆိုတော့ဒီကောင်ကအများကြီးနှောက်လာဖို့ရှိတယ်အဲ့လို plan မယ်ဆိုရင်စနလို့ AB plan တာထပ်ပိုကောင်းတယ်ဘာဖြစ်လို့သိလားစနလို့ A နဲ့ B နဲ့ plan လိုက်တဲ့အခါမှာ A ရလည်းနည်းနည်း B ရလည်းနည်းနည်းအဲ့တော့နောက် A နဲ့ B လာတဲ့အခါမှာထားဖို့သက်သက်စီမရှိတော့အဲ့တော့ဖြစ်သွားလဲဆိုတော့အပြင်မှာလည်း A နည်းနည်းလေးတွေဖြစ်အပြင်မှာလည်း B နည်းနည်းလေးတွေဖြစ်အဲ့လိုဖြစ်သွားတော့အထက်မှာလည်း DPC ရှိတယ်အပြင်မှာလည်း DPC ရှိတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီ inventory ထားတဲ့ login စနစ်ကလုံးဝစနစ်မကျဖြစ်သွားအဲ့တော့တခုခုဆိုရင်ဟို first and first out ဒီစနစ်အတော့ပြောနေဗျာတခုခု order ကြရဆိုဝန်ထမ်းကဒီအပြင်ဟာကိုယူရမလားအထက်ဟာကိုယူရမလားဆိုတော့တိတ်ဝေခွင့်မရတဲ့ပြဿနာကျွန်တော်တို့ကြုံရလိမ့်ရှိတယ်အဲ့ဒါဆိုတော့ကျွန်တော်ပြောတဲ့ဒုတိယမြောက်အချက်ဖြစ်တဲ့တခုခုဆိုကျွန်တော်တို့ကအရန်နှမျောတတ်တယ်တခုခုဆိုရင်နှမျောတဲ့စိတ်နဲ့ planning ဖြစ်တဲ့ warehouse အမှားပေါ့နော်အခုဆိုရင်မိတ်ဆွေကပြည်တွင်းကကိုရိုနာသမားတွေမှားလေးရှိတဲ့အမှားနှစ်ခုကိုကမှားလို့မှမသတိမထားမိတဲ့အမှားနှစ်ခုကြောင့်မိတ်ဆွေသိသွားပြီဒါတွေကိုဘာကြောင့်ကျွန်တော်ပြောနေရလဲဆိုရင်ကျွန်တော်ကိုယ်တိုင်ကလည်းမိတ်ဆွေတို့လိုပဲဒီပြည်တွင်းမှာမွေးပြည်တွင်းမှာကြီးပြီးတော့ဒီ
ဒီပြည်နယ်ကကိုရိုနာမှာလောက်ကန်ခဲ့ဘူးတဲ့ဝဲရောက်သမားဖြစ်တာကြောင့်ကျွန်တော်ကိုယ်လည်းဒီအမှားတွေမှားခဲ့ဘူးတယ်ဒါပေမဲ့ကိုကအဲ့တော့သိရချင်းအစားပြီးတော့ဒါလေးတွေကိုသတိထားရတဲ့အခါမှာပို့ပြီးစနစ်ကြပြီးတော့အလေးနဲ့နည်းသွားတယ်ပေါ့နော်ကျွန်တော်ရဲ့ကိုကလည်းအဲ့ဒါပဲကျွန်တော်ဒီ warehouse training တွေပေးတယ်ဆိုတဲ့အခါမှာကျွန်တော်တို့တွေကပြည်နယ်က warehouse တွေမှာလေ resource နဲ့လှုပ်လို့ရတာကျွန်တော်တို့တွေကနိုင်ငံခြားလို့မဟုတ်ဘူးသိလားလူနေနဲ့လှုပ်လို့ရတယ်နေရာချင်းချင်းလေးမှာလှုပ်လို့ရတယ် forklift နည်းနည်းနဲ့လှုပ်လို့ရတယ်အဲ့ဒီအခါမှာဒီ resource တွေကအလေလွင့်ဖြစ်မခံဘူးဥပမာ Singapore ကိုရိုနာမှာဆိုရင်ဗျာ operation တစ်ခုလုပ်ဖို့ forklift အပိုတွေအများကြီးရှိတယ်လူဝင်ရအပိုတွေအများကြီးရှိတယ်ထားဖို့နေရာတွေအများကြီးရှိတယ်ပြည်ထဲမှာအဲ့လိုမဟုတ်ဘူးပြည်ထဲမှာကိုရိုနာမှာဆိုင်တဲ့ပစ္စည်းတွေရှိရဲနေရာကြီးပြည့်ကျက်နေတယ်အဲ့ဒီညမှာအလုပ်လုပ်ရတဲ့အခါမှာဆန္ဒလုံးမတိမတာအလေလွင့်အမှားလေးတွေတစ်ခုနှစ်ခုက overall operation ကိုအများကြီးတက်ရောက်မှုရှိတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီအမှားလေးကိုပြင်လိုက်မယ်ဆိုရင်ဖြင့်မိတ်ဆွေအနေနဲ့ကပို့ပြီးတော့ထိရောက်တဲ့သူဖြစ်လာလိမ့်မယ်ဟုတ်ပြီဒီနေ့ကတော့ဒီလောက်ပဲကျွန်တော်မကြခင် trade လေးစလိုက်အောင်မယ်နောက်မှဆက်တွေ့ကြတာပေါ့နော်